ီယာဘူးအဖုံပေါ်မှာအပေါက်လေးတစ်ခုပေါက်ပြီးဘီယာပလင်းကိုခေါက်လိုက်ရင်ဘီယာကအလင်းအမြန်ပဲပန်းထွက်လာပါလိမ့်မယ်။ဒါကအနုမြူပုံပေါက်ကွဲရတဲ့နီလန်ပဲဖြစ်ပါတယ်။ပလင်းအဝါမှာဖန်ခွန်းတဲ့အကြိမ်ပုတ်တိုက်ပြီးခေါက်လိုက်တာနဲ့တပုံစံနဲ့ပဲပေါက်ထွက်လာနိုင်ပါသေးတယ်။ကျဲဦးကိုရှာလကာရီတဲ့ထည့်ပြီးတညစိန်ပြီးတဲ့နောက်ဆဲထုတ်ပြီးတန်းစင်အောင်ဆေးကြောပေးလိုက်ရင်ကျဲဦးကအခုံမပါပဲတရေဘောလုံးဖြစ်သွားပြီးအလင်းလေးပေါက်သွားနိုင်ပါတယ်။ပိုက်တစ်ချောင်းကိုအာလူရဲထိုးဆိုင်ဖို့ဆိုတာအရန်ခက်ခဲပါတယ်။ဒါပေမဲ့လက်မနဲ့ပိုက်ရဲ့ထိတ်ကိုဖိထားလိုက်ရင်တော့အားနဲ့ဖိဆိုင်လိုက်တာနဲ့အာလူကိုထိုးဖောက်သွားနိုင်ပါတယ်။ဒါကကြီးမားတဲ့လေတူဖိအားကြောင့်ပဲဖြစ်ပါတယ်။ជីနန်ကျိုကိုဝဲဥပမာထထရစ်ပတ်ပြီးအစာနှစ်ဖက်ကိုတက်ခဲရဲ့အဖိုမမှာတက်လိုက်ရင်စပွဲပေါ်ကပပကလစ်တွေကိုဆွဲကန့်နိုင်ပါတယ်။ဒါကဝင်ချီဆက်တွေအလုံးလုံးတဲ့နီလန်ပဲဖြစ်ပါတယ်။အဝါမှာပူစီပေါင်းတက်ထားတဲ့ဘူကုံကိုရင်းနှွေးတဲ့ထည့်လိုက်ရင်ပူပေါင်းကဖောင်းလာပြီးရေးတဲ့ထည့်လိုက်ရင်တော့ပူပေါင်းကပြန်ပိန်သွားပါလိမ့်မယ်။ဒါကတော့အပူကြုံချင်းဆန်ချင်းနီးရမှာပဲဖြစ်ပါတယ်။ချောကလက်ကိုတောက်ဖြတ်အတိုင်းလှီးဖြတ်ပြီးဒီလိုမျိုးရွှေ့လိုက်မယ်ဆိုစားမကုန်တဲ့ချောကလက်ရပါပြီ။ခရင်နှချောင်းကိုတွဲလိုက်ပြီးအလဲကနေသွားကြထိုးတန်ထိုးသွင်းပြီးရင်နောက်ထပ်သွားကြထိုးတန်တစ်ခုအပေါ်ကိုထပ်တင်လိုက်မယ်ဆိုရင်တော့ဟန်ချက်ညီရှိနေပါလိမ့်မယ်။ဒါက force balance principle ပဲဖြစ်ပါတယ်။ရှိတဲ့ iodine ထည့်လိုက်မယ်ဆိုရင်တော့နောက်သွားပြီးလှီးထားတဲ့ပန်းဒီကိုသူ့ထဲထည့်ပြီးလှုပ်ပေးလိုက်မယ်ဆိုရင်တော့ရေကပြန်ကြည်သွားပါလိမ့်မယ်။ဒါက red horse reaction ပဲဖြစ်ပါတယ်။